အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တပတ်တာကမ္ဘာရွှေဈေးပြန်ဖွင့်တဲ့တနင်္လာနေ့ဖြစ်ပါတယ်ဒီနေ့ဖေဖော်ဝါရီလ16ရက်နေ့တနင်္လာနေ့အတွက်ကမ္ဘာရွှေဈေးဘယ်ဈေးတွေကိုစောင့်ကြည့်ပြီးတော့မှအဝယ်ရောင်းလုပ်ရမလဲဆိုတာကိုဤပညာပိုင်းရာခံမှန်းသုံးသပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့တနင်္လာနေ့မနက်ခင်းပိုင်းမှာဆိုရင်ကမ္ဘာရွှေရာတောင်ဆကို9030ခွန်ဈေးတန်းနဲ့ဈေးဆောက်ဖွင့်လာခဲ့ပါတယ်အမြင့်ဆုံးအနေနဲ့9052တိဈေးတက်ထားပြီးတော့မှအနိမ့်ဆုံး4965ဈေးတန်းဝန်းကျင်ဒီဈေးကျထားတွေ့ရပါတယ်လက်ရှိမှာတော့4985 86ဝန်းကျင်မှာဈေးတက်ကျသွားနေရပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့အတွက်ဘယ်ကျင်းတွေကိုအဓိကစောင့်ကြည့်ရမလဲဆိုတာကို H1 တိုင်းဖိနဲ့ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ဈေးကွက်သုံးသက်ချက်ပဲပြောကြခင်မှာဒီ Forex Trading လုပ်ငန်းကြောင်းကမ္ဘာရွှေလုပ်ငန်းကြောင်းကိုအခြေခံနေစပြီးတော့မှစနစ်တကျလေးလာခြင်းတဲ့သူတွေအနေနဲ့ဥပ္ပယစီမှာ Forex Trading အခြေခံသင်တန်းတက်ရောက်ပြီးတော့မှလေးလာလို့ရပါတယ်ဒီလုပ်ငန်းကြောင်းဘာမှနားမလည်သေးတဲ့သူတွေကစားတက်ရောက်ပြီးတော့မှလေးလာလို့ရပါတယ်ဘာကြောင့်လဲဆိုတော့သင်တန်းမှာဆိုရင်ဈေးကွက်အကြောင်းအခြေခံနေစပြီးတော့မှလက်တွေ့ကိုယ်တိုင်ဈေးတက်ကြတွေကိုခံမှန်းပြီးတော့မှအယောင်းဝယ်လုပ်နိုင်တဲ့ဒီစနစ်တကျလေ့ကျင့်သင်ကြားပေးရဖြစ်ပါတယ်ရှင် online ဆုံးကနေပြီးတော့မှဒါရိုက်သင်ကြားပေးရဖြစ်ပါတယ်1x1သင်ကြားပေးရဖြစ်တဲ့အတွက်ကိုအားလဲအချိန်ပေါ့နော်အဆင်ပြေမဲ့အချိန်ညှိပြီးတော့မှတက်ရောက်လေ့လာလို့ရပါတယ်နေ့တိုင်းပုံမှန်အားလက်ချိန်မရှိတဲ့သူတွေအနေနဲ့လည်းကိုအားတဲ့အချိန်အဆင်ပြေလို့ညှိပြီးတော့မှတက်ရောက်လေ့လာလို့ရဖြစ်တဲ့အတွက်ဒီအလုံးမအားလက်တဲ့သူတွေကစဒီသင်တန်းကို join ပြီးတော့မှလေ့လာလို့ရပါတယ်ရှင်တော့ Forex Trading နဲ့ပတ်သက်ပြီးတော့မှတင်နန်းစုံစမ်းမေးမြန်းခြင်းတဲ့သူတွေအနေနဲ့ပုတ်ပြရဲ့ Messenger ဒါမှမဟုတ် Telegram အကောင့်ကနေဆက်သွယ်ပြီးတော့မှအသေးစိတ်မေးမြန်းလို့ရပါတယ်ရှင်ဒီနေ့အတွက်စောင့်ကြည့်ရမယ့်ဈေးတန်းတွေကိုပုတ်ပြနဲ့အတူတူလေ့လာကြည့်ကြပါမယ်ရှင်ကမ္ဘာရွှေဈေးရလက်ရှိမှာ4986ဝန်းကျင်မှာရောက်ရှိနေပြီးတော့မှလက်လောရပါတော့ sideways ဇုံထဲမှာတက်ချသွားနေရတွေ့ရပါတယ်ဒီဇုံလေးပေါ့နော်ဆိုတော့အတက်အဟန်တာအနေနဲ့အပေါ်မှာ9043ဈေးတန်းရှိပြီးတော့မှအောက်ဘက်မှာဆိုရင်အကျအဟန်တာအနေနဲ့4986ဈေးတန်းရှိပါတယ်ဒီဈေးတန်းစုံကြားထဲမှာပဲအတက်ချသွားနေရတွေ့ရပြီးတော့မှဘယ်ဘက်ကိုမှဖောက်နိုင်ခြင်းမရှိသေးဘူးပေါ့နော်ဆိုတော့ဈေးတက်ချဆောင်နေတဲ့သူတွေအနေနဲ့ကတော့အကျအဟန်တာအနေနဲ့4986ဆိုတဲ့ဈေးတန်းအောက်ကိုအကြက်ကနေနဲ့ဖောက်ပြီးတော့မှပိတ်နိုင်မှသာလျှင်ဈေးကဆက်ကြမှာဖြစ်ပါတယ်ဆိုတော့ဒီလက်တလော analysis ကို H1 နဲ့ခံမှန်းသုံးသပ်ထားဖြစ်တဲ့အတွက် H1 ကနေနဲ့ပဲကြည့်ရမှာဖြစ်ပါတယ် H1 ရဲ့အကြက်ကနေသာ4986အောက်ကိုဖောက်ပြီးပိတ်နိုင်ခဲ့မယ်ဆိုရင်တော့ဈေးကဆက်ပြီးတော့မှကျနိုင်ပြီးတော့မှ4915ဝန်းကျင်လောက်ထိကျနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်အဓိကစောင့်ကြည့်ရမယ့်ဈေးတန်းကတော့4986ဈေးတန်းစုံမှာဖြစ်ပါတယ်အတက်အဟန်တာအနေနဲ့ကတော့9043ဆိုတဲ့ဈေးတန်းကို H1 ရဲ့အတက်ကန်နဲ့ဖောက်ပြီးတော့ပိတ်နိုင်မှသာလျှင်ဈေးရဆက်တက်မဲ့အနေထားရှိရဲဆိုတော့ဒီ9043ကို H1 ရဲ့အတက်ကန်နဲ့ဖောက်ပြီးတော့မှမပိတ်နိုင်ခဲ့ဘူးဆိုရင်တော့သူ့ရဲ့အထက်ပေါ့နော်9060ဈေးတန်းဝန်းကျင်ကိုစစ်တက်လာတဲ့အခါမှာရောင်းဖို့စောင့်ပါမယ်ဆိုတော့ဘယ်ဈေးတန်းလောက်မှာအမြတ်ပိုင်းမလဲဆိုတော့4996ဝန်းကျင်လောက်မှာအမြတ်ပိုင်းပါမယ်အရှုံးပိုင်းမဲ့ဈေးတန်းကတော့9060မှာရောင်းမဲ့ဆိုရင်9065 66ဝန်းကျင်လောက်မှာ store လော့ထားလို့ရပါမယ်ရှင်ဒါကတော့တလောအယောင်းကျင်တဲ့သူတွေအတွက်အယောင်းဆောင်လို့ရမယ့်ဈေးတန်းတွေဖြစ်ပါတယ်ဆိုတော့ဘယ်ချိန်မှာရောင်းမလဲဆိုတော့ဒီ9043ဆိုတဲ့ဈေးတန်းကို H1 ရဲ့အတက်ကန်နဲ့ဖောက်ပြီးတော့မှမပိတ်နိုင်ခဲ့မှသာလျှင်ဒီဈေးအတက်ကိုဆောင်ပြီးတော့မှရောင်းရမှာဖြစ်ပါတယ်ဝယ်ဖို့စောင့်နေတဲ့သူတွေအနေနဲ့ကတော့အောက်ဘက်မှာအကျအဟန်တာအနေနဲ့4986ဝန်းကျင်ပေါ့နော်ဒီ4986เนาะ4986ဆိုတဲ့ဈေးတန်းကို H1 ရဲ့အကြကန်နဲ့ဖောက်ပြီးတော့မှမပိတ်နိုင်ခဲ့ဘူးဆိုရင်အနှိမ်ဈေးမှာစောင့်ပြီးတော့မှဝယ်ပါမယ်ဘယ်ဈေးတန်းလောက်မှာဝယ်လို့ရမလဲဆိုတော့4955ဈေးတန်းဆုံးပေါ့နော်ဒီ4955ဈေးတန်းမှာအဝယ်ဝင်မယ်ဆိုရင် store lot အနေနဲ့ကတော့4950လောက်မှာထားပြီးတော့မှ take profit အနေနဲ့ကတော့9000ဈေးတန်းဝန်းကျင်လောက်မှာထားလို့ရမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီအဝယ် order လေးရလည်းပဲချိန်မှဝင်ရမလဲဆိုတော့အကြအဟန်တာဈေးတန်းဖြစ်တဲ့4986ကို H1 ရဲ့အကြကန်နဲ့ဖောက်ပြီးတော့မှမပိတ်နိုင်မှသာလျှင်ဈေးအကြကိုဆောင်ပြီးတော့မှဝယ်ရမှာဖြစ်ပါတယ်ဆိုတော့အဝယ်ရောင်းလုံးမဲ့သူတွေအနေနဲ့ကတော့ကန်တန် confirmation လေးတွေကိုတေချာဆောင်ပြီးတော့မှအဝယ်ရောင်းပြုလုပ်စေချင်ပါတယ်အခု trading မှာအယောင်းဝယ်လုပ်တဲ့အခါမှာဆိုရင်ရှုံးနိုင်ကြရောမျက်နိုင်ကြရောနှစ်ခုသလုံးရှိတာဖြစ်တဲ့အတွက် order တိုင်းမှာမဖြစ်မနေ TPS ဆန်ထားပြီးတော့မှအယောင်းဝယ်ပြုလုပ်စေချင်ပါတယ်ဥပ္ပယ analysis လုပ်ပေးတိုင်းမှာ TPS ဆန်အမြဲတမ်းထားဖို့ပြောရပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ TPS ဆန်ကနှစ်ခုလုံးအရေးကြီးပါတယ် TP မထားဘဲနဲ့ order ကိုလွတ်ထားမယ်ဆိုရင်လည်းကိုအမြတ်ယူရမယ့်ဈေးတန်းမှာအမြတ်ကရမသွားဘဲနဲ့ဈေးပြန်ကြတဲ့အခါမှာဆိုရင်ပြန်ပြီးတော့မှကိုမြတ်ထားတဲ့အမြတ်တွေပြန်ပါသွားနိုင်ခြင်းရှိတယ်အဲ့လိုပဲ store lot မထားတဲ့အခါမှာဆိုလည်းကိုကနည်းနည်းပဲရှုံးမှုပေါ့နော် store lot ကိုကန့်သက်ထားတဲ့အခါမှာ store lot မထားတာဖြစ်တဲ့အတွက်အရှုံးတွေများပြီးတော့မှအကောင့်ထဲကပတ်စံတွေအကုန်ကုန်သွားတဲ့အထိဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့အယောင်းဝယ် order တိုင်းမှာကိုအမြတ်ယူမဲ့ဈေးတန်းကိုအရှုံးခံမဲ့ဈေးတန်းကိုတခြားလေးကြိုတင်တွက်ချက်ပြီးတော့မှထားစေချင်ပါတယ်ရှင်အယောင်းဝယ် order ဝင်တဲ့အခါမှာလည်းကိုယ့်ရဲ့ trading account ထဲမှာရှိမဲ့ပေါ့နော် deposit ငွေကြေးနဲ့ကိုက်ညီမဲ့ lot size ကိုသာအသုံးပြုပြီးတော့မှအယောင်းဝယ်ပြုလုပ်စေချင်ပါတယ်ရှင်
အခုလိုဈေးစားပွဲနဲ့တနင်္လာနေ့မှာ profit တွေရကြပါစေလို့ဆုတောင်းပေးပါတယ် Forex Trading အကောင့်ဖွင့်ခြင်းတဲ့သူတွေအနေနဲ့လည်း 100% credit bonus နဲ့အတူ trading ကောင့်နေလာရောက်ပြီးတော့မှဖွင့်လို့ရပါတယ်ရှင်အသေးစိတ်သိရှိခြင်းတဲ့သူတွေအနေနဲ့ပို့ပြရဲ့ Messenger ဒါမှမဟုတ် Telegram အကောင့်နဲ့ဆက်သွယ်ပြီးတော့မှစုံစမ်းမေးမြန်းနိုင်ပါတယ်